စကားများတဲ့အခါဒါမှမဟုတ်ရန်ဖြစ်တဲ့အခါကိုကမငိုချင်ပဲနဲ့မျက်ရည်တွေကျလာတတ်သလားဒါဟာစိတ်ပြော့လို့ဖြစ်တာမဟုတ်ပါဘူးစိတ်မခိုင်လို့ပါစိတ်ပညာအရာဒါကိုစိတ်ခံစားချက်လွန်ကဲလွယ်ခြင်းလို့ခေါ်ပါတယ်ဒီလိုလူမျိုးတွေအတွက်ခံစားချက်တွေကတခြားသူတွေချက်ပိုပြီးမျက်နှာပြင်နဲ့နီးကပ်နေတတ်ပါတယ်ပရိပခတစ်ခုခုဖြစ်လာပြီဆိုရင်အုံနှုံနဲ့ခန္ဓာကိုယ်ကချက်ချင်းတုံ့ပြန်ပါတယ်နှလုံးခုန်မြင်လာမယ်ကြွက်သားတွေတင်းလာမယ်ပြီးတော့လေချောင်းထဲမှာတစ်ခုခုတက်နေသလိုခံစားရပါလိမ့်မယ်ဒီနေရာမှာထိထားရမှာကမျက်ရည်ကတာဟာဝမ်းထဲလို့တစ်ခုတည်းကြောင့်မဟုတ်ပါဘူးခံစားချက်တွေကကိုထိန်းချုပ်နိုင်စွမ်းထက်ကျော်လွန်တော်တဲ့အခါခန္ဓာကိုယ်ကနေဖိအားတွေကိုရှော့ချပြီးလိုက်တဲ့ထွက်ပေါက်တစ်ခုဖြစ်ပါတယ်စကားများတဲ့အခါမှာခံစားရတဲ့စိတ်ဖိစီးမှုဒေါသနဲ့တစ်ဖက်လူနဲ့အစင်မပြေဖြစ်သွားမှာကိုကြောက်ရွံ့တဲ့စိတ်တွေကတပြိုင်နက်တည်းဖြစ်ပေါ်လာပြီးအာယုံကြောရှနိကိုလွှမ်းမိုးသွားတာပါအဲဒါကြောင့်မျက်ရည်ကအလိုလိုကျလာရတာပါဒါကိုစိတ်ပညာရှုထောင့်ကကြည့်ရင်သူတို့တွေကအတိတ်ကပတ်ဝန်းကျင်ဒါမှမဟုတ်အခြေအနေတွေကြောင့်ရန်ဖြစ်တာကိုစိတ်မလုံးကြုံဘူးလို့ခံစားနေတာလည်းထင်နိုင်ပါတယ်ဘေးလူအမြင်မှာတော့ဒါဟာအားနည်းချက်လို့ထင်ရပြီမယ်တကယ်တော့ဒါဟာအာယုံကြောစနိကအလုပ်တွေအလွန်အမြင့်လုပ်နေရတဲ့သဘောပါမျက်ရည်ကျတာကကိုယ့်ကိုယ်ပြန်ပြီးခုခံကာကွယ်နိုင်စွမ်းမရှိဘူးလို့မဆိုလိုပါဘူးတင်းရဲ့စိတ်ခံစားမှုကတခြားသူတွေထက်ပိုပြီးနက်နက်ရှင်းရှင်းခံစားတတ်လို့ပဲဖြစ်ပါတယ်ဒီလိုမျိုးမျက်ရည်ကျတတ်မယ်ဆိုရင်တင်ကတခြားသူတွေအပေါ်ပိုပြီးကိုချင်းစာတရားရှိပြီးကျင်နာတတ်တဲ့သူတယောက်ဖြစ်တဲ့ဆိုတဲ့သဘောပါ